အားလုံးပဲမင်္ဂလာပါရှင်ကျမဟိုရက်တုန်းကဒီဆရာကြီး George Orwell ရေးသားထားတဲ့ Shooting an Elephant ဒီပေါ့နော် idea စကားလုံးလေးချုပ်ကိုမျှဝေပေးရပေါ့နော်အခုလည်းအဲ့စာပိုင်လေးအဲ့ဒီပေါ့နော် essay လေးဖတ်ပြီးတဲ့အခါမှာပေါ့နော်တကယ်ကိုဆရာကလှပပလေးနောက်ဖတ်တဲ့သူရဲ့မျိုးလုံးထဲမှာမြင်တောင်လို့ရေးသားထားတာပေါ့နော် English စာကြောင်းနေဆိုပေမဲ့လည်းတကယ်ကိုကျမတို့ရဲ့ဒီဗမာစာကြောင်းတွေလိုမျိုးပေါ့နော်ဖတ်တဲ့အခါမှာဆိုရင်ရင်းထဲမှာစာဖတ်သူတွေစိတ်ထဲမှာထိကြိုက်သွားအောင်ကြေကွဲသွားအောင်လို့ရေးနိုင်စွမ်းရှိတဲ့ clown စွမ်းရှိရပေါ့နော်အဲဒီစာပိုင်လေးမှာဆိုရင်ဒီမှာပေါ့နော်ဒီကနေစပြီးတော့လဲမိတ်ဆွေတွေနဲ့ဖတ်ကြည့်လို့ရတယ်ဒီစင်ကြီးပေါ့နော်စင်ကြီးကပထမတော့မှုံရိုးနေအောင်မှသူ့မှာစင်ကြီးကိုတက်ချင်တဲ့စိတ်လည်းမရှိဘူးသို့တော်လည်းဒီပြည်သူလူထုတွေကတစ်ဖက်မှာလည်းသူ့ကိုတခက်နဲ့တက်ဖို့လှုံ့ဆော်နေရကြတော့ तू ကဒီဘက်မှာလည်းတက်ပြခြင်းနဲ့ဟိုဘက်မှာကြလည်းစင်းကြီးကိုမတက်ရဘူးဒီလိုမျိုးဝေခွဲမရတဲ့အချိန်မှာနောက်ပိတ်ဆုံးတော့ तू တက်လိုက်တယ်ပေါ့နော်အဲ့တော့စင်းကြီးရဲ့ဒီအစင်းစင်လဲကျသွားတဲ့အခန်းကဏ္ဍရေးတဲ့အခါမှာတကယ်မျက်ရည်ဝဲလာအောင်လေဆရာကအရေးသားကောင်းနေရှင်အဲ့ကြတော့မိတ်ဆွေတို့အနေနဲ့လည်းဒီလိုမျိုးစာပိုင်လေးတွေအစီလေးတွေဖတ်တာမျိုးစိတ်ဝင်စားရဲဆိုရင်ဖတ်ကြည့်ဖို့တော့ကိုကျွန်မတိုက်တွန်းခြင်းလို့ပါရှင်ဒါလေးအကြံပြုပြရစီ George Orwell ရေးသားထားတဲ့ Shooting an Elephant ဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်ရှင်